ခါလဲနာတယ်တင်ပခွက်လဲကြိုက်တယ်ပေါင်ကြောတွေလဲကြိုက်တယ်ခြေထောက်တစ်ချောင်းလုံးလဲကြိုက်တယ်လမ်းလျှောက်လို့ရှိရင်ထုံကျင်ပြီးတော့မှကြိုက်လာတယ်ထိုင်လိုက်မှတက်တာတယ်ဆရာမပြီးလို့ရှိရင်လဲပေါ့နော်ရုပ်တရက်ပေါ့နော်အလေးအပင်တွေကိုစက်ကနေမလိုက်လို့ရှိလို့ရှိရင်လဲခါကြီးကရုပ်တရက်ပေါ့နော်ကုန်းပြီးတော့မှပြန်ပြီးတော့မှဆန့်လို့မရဘူးဒီလိုမျိုးလက္ခဏာတွေစပြီးတော့မှခံစားပြီးဆိုလို့ရှိရင်เนาะဒါသိကြတယ်တင်ပစုံအာယုံကြောညက်နေပါပြီရှင်ဒါကဒီလိုမျိုးဝေဒနာခံစားပြီးဆိုလို့ရှိရင်ဆမတို့ကသွားပြီးတော့မှလူအများစုလုံးမိတဲ့အမားတွေကဘာလဲဆိုလို့ရှိရင်သွားပြီးတော့မှနှိပ်လိုက်တယ်သွားပြီးတော့မှနင်းလိုက်တယ်အဲ့ဒီကျင်းနဲ့ထုတ်တယ်ဆိုတဲ့နေရာကြီးကို pressure များများပေးပြီးတော့မှပေါ့နော်ဖိအားများများသုံးပြီးတော့မှတက်တာအောင်လုပ်ကြတယ်အဲ့တော့ဒီလိုမျိုးလှုပ်လေခဏတစ်ဖြုတ်တက်တာပြီးတော့မှနောက်ပိုင်းမှာဘလို့တွေဖြစ်သွားလဲဆိုလို့ရှိရင်မထနိုင်မထိုင်နိုင်မသွားနိုင်မလာနိုင်ဒီလိုမျိုးတွေဖြစ်လာကြတယ်ညဘက်တွေဆိုလို့ရှိရင်မအိပ်နိုင်တဲ့အထိကြိုက်ခဲမှုတွေပါတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့လုံးဝကိုနီလန်အမားနဲ့ကုသမိနေတယ်လို့ပြောချင်ပါတယ်ကျမတို့တင်မဆုံအာယုံကြောညက်တာပဲဖြစ်ဖြစ်ခါကြောညက်တာပဲဖြစ်ခါကြောညက်တာဆိုတာကကျတော့ကျမတို့ကခြုံပြီးပြောတာပေါ့နော်ဒီရဲ့တင်မဆုံကြောညက်တာဆိုတာကကျတော့ဒီကျမကြီးလောကမှာ sciatica လို့ခေါ်တယ်သူကဒီခက်စစ်ရိုးကနေပဲဆင်းလာတဲ့အာယုံကြောကို pressure ဖြစ်မိတာပဲဒါပေမဲ့သူကတင်ပခွက်ကနေပေါင်ကြောဖက်သွားတဲ့အာယုံကြောဒီ side nerve ကိုပြိမိတာဖြစ်တဲ့အတွက်ကြောင့်မလို့တင်မဆုံကြောညက်တယ်လို့ကျမတို့က emphasize အနေနဲ့ပြန်ပြောခြင်းဖြစ်ပါတယ်အဲ့တော့အရက်ခေါ်ဖို့ဆိုလို့ရှိရင်တော့ခါကြောညက်တာလို့လည်းခေါ်ကြတာများတယ်ပေါ့နော်တင်မဆုံကြောညက်တာဆိုပြီးတော့မှ emphasize တော့တိတ်ပြီးမပြောကြဘူးပေါ့အဲ့တော့ဒီဝေဒနာဖြစ်လာပြီဆိုလို့ရှိရင်ကျမတို့ဘာတွေအကောင်းဆုံးလုပ်လို့ရလဲဆိုလို့ရှိရင်ဝေဒနာတက်တာမှုမြန်ပြီးတော့မှနီလန်းမမှန်နဲ့ရေရှည်တက်တာကျတယ်ဆိုလို့ရှိရင်တော့နံပါတ်1ကိုယ့်ရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲရမှာဖြစ်ပါတယ်ကြာထိုင်တာမျိုးတွေခရီးဝေးဘာလို့ဆိုင်ကယ်တနေကုန်ထိုင်မောင်းတာတွေကားတနေကုန်ထိုင်စီးတာတွေအဲ့လိုမျိုးအနေထားလေးတွေကိုရှောင်ပေးရှော့ပေးမယ်ဆိုရင်တက်တာမယ်ပြီးတော့လို့ရှိရင်ခါကျတော့လေ့ကျင့်ခန်းလုပ်ရမှာဖြစ်ပါတယ်လေ့ကျင့်ခန်းလုပ်ခြင်းကဒီပြိမိညက်မိနေတဲ့အာယုံကြောကိုပြန်ပြီးတော့မှလွတ်ထွက်အောင်ကူညီပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လေ့ကျင့်ခန်းလုပ်တဲ့အပိုင်းကအရင်အရေးကြီးတယ်လေ့ကျင့်ခန်းလုပ်တဲ့အပိုင်းသိချင်တယ်ဆိုလို့ရှိရင်ဆမရဲ့ဒီ TikTok account ထဲမှာလည်းတင်ပေးထားတာရှိတယ်လို့ပေါ့နော်ဆမရဲ့တနဟက် tip ဆိုတဲ့ page ထဲမှာလည်းဆမအသေးစိတ်လေးတွေတင်ပြပေးတာရှိပါတယ်။သွားပြီးတော့မှလေ့လာကြည့်နိုင်ပါတယ်ရှင်။ပြီးတော့လို့ရှိရင်တော့နံပါတ်3စေဝါကုသမှုအပိုင်းပေါ့နော်။စေဝါကုသမှုအပိုင်းမှာတော့ကိုလက်လက်မီတလို့မျိုးအသုံးပြုလို့ရပါတယ်။ဒါပေမဲ့ဆမရဲ့လူနာတွေအနေနဲ့ဆိုလို့ရှိရင်တော့ဆမစီလာတိုင်ပင်ဆွေးနွေးတဲ့လူနာတွေအတွက်safety လည်းဖြစ်ရမယ်ဘေးလည်းကင်းရမယ်တက်တာမှုကလည်းရေရှည်အတွက်ဖြစ်ရမယ်ပေါ့နော်။အဲ့ဒီအတွက်ကိုဆမလေးကတော့ဆမလေးရဲ့လူနာအများစုကိုဒီရဲ့စိတ်ကခွာလေးရဲ့ပြီးလို့ရှိရင်ဒီရဲ့လေးစေးလေးရဲ့ကိုညွန်ပေးဖြစ်ပါတယ်။ဆမတို့ဒီလက်ရှိမှာဆိုလို့ရှိရင်ပေါ့နော်ဒီရဲ့ဆေးတွေကိုသုံးဆက်ပြီးတော့မှတက်တာသွားတဲ့ဒူပေါင်းဆို1000နဲ့မကရှိနေပြီစမအနေနဲ့ဆိုလို့ရှိရင်မြန်မာနိုင်ငံလုံးနှီးပါလဲပစ္စည်းရောင်းဝယ်ချေပို့ပေးတာရှိတယ်လို့ပြပတွေထိပါစမတို့ကပို့ပေးနေပါတယ်ရှင်ပြပတဘာတွေဆိုလို့ရှိရင်တော့စမတို့ကငွေကြိုလဲစနစ်လေးဖြစ်ပါတယ်အများတန်းလာမေးပါတယ်ထိုင်းပို့လားစင်ကာပူပို့လားအကုန်ပို့ပါတယ်ရှင်ကိုမကျင်တယ်ဆိုလို့ရှိရင်စမတို့ရဲ့အခုပြထားတဲ့ page နှစ်ခုရဲ့ messenger တော့မဟုတ် Viber နံပါတ်ကနေပြီးတော့မှဆက်သွယ်ဆွေးနွေးခဲ့ပါရှင်ကျေးဇူးတင်ပါတယ်